မွေးနေ့မှာဂုံပကာသနမမတ်ဖိမျက်မမြင်ကြောင်းမှလူရန်လိုက်တဲ့မိုးဟီကိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မွေးနေ့မှာကြီးကျယ်ခမ်းနားတဲ့အလူတွေမလုပ်ပဲမျက်မမြင်ကြောင်းမှလူရန်ခဲ့တာကမိုးဟီကိုဖြစ်ပါတယ်မိုးဟီကိုဟာတကယ်ဆိုမြန်မာနိုင်ငံမှာအအောင်မြင်ဆုံးမင်းသမီးတစ်လက်ပါဒါအပြင်စီးပွားရေးလုပ်ငန်းများစွာကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်ဒါကြောင့်လေမိုးဟီကိုရဲ့ချမ်းသာကြွယ်ဝပိုင်ဆိုင်မှုကတော်တော်လေးကိုများပြားတာပါမိုးဟီကိုစီးရဲ့ပြန်ကားဆိုရင်လေတော်တော်လေးကိုစေးကြီးပါတယ်ဒါပေမဲ့လည်းမိုးဟီကိုဟာပိုင်ဆိုင်မှုတွေကိုသုံးဖြုံတာတွေမရှိပဲအခုတော့မွေးနေ့မှာတော့မျက်မမြင်ပရာဟိတအကြောင်းတွေမှာလူရန်ခဲ့တာဖြစ်ပါတယ်တခြားလူတွေဆိုရင်မွေးနေ့ကိုတိမ်တောင်းချီအကုန်ကြခန့်ကကြီးကျယ်ခမ်းနားစွာကျင်းပမှာပါမိုးဟီကိုကတော့တမိုးရှိရဲ့အလူလေးလုပ်ခဲ့တာဖြစ်ပါတယ်အထူးသဖြင့်အလင်းရောင်မဲနေတဲ့ကလေးငယ်တွေနဲ့တက်ကြီးရွယ်အိုတွေအတွက်အမှန်တကယ်လိုအပ်နေတဲ့အာဟာရဒါနတွေအသုံးအဆောင်ပစ္စည်းတွေနဲ့ငွေကြေးတွေကိုကိုယ်တိုင်ကိုယ်ကျသွားရောက်ထောက်ပံ့လူရန်ပေးခဲ့တာကတကယ်ကိုကြည်နူးပီတိဖြစ်စရာကောင်းလာပါတယ်အနုပညာလောကမှာနှစ်ပေါင်းများစွာအောင်မြင်မှုရရှိထားပြီးမြဲဘဝမမြင်မဲအောက်ခြေသိမ်းရိုးရိုးရှင်းရှင်းနေထိုင်တဲ့သူမရဲ့ဖြူစင်တဲ့စိတ်ထားလေးကပရိသတ်တွေအတွက်အမြဲတမ်းအတူယူလေးစားစရာတစ်ခုဖြစ်နေမှာအသေးချပါပဲချီရတဲ့ပရိသတ်တွေကလည်းဒီလိုသဘောထားပြေးသွားတဲ့မိုဟိကိုရှင်းဆက်ပြီးတော့လေဒီထက်မကအောင်မြင်မှုတွေစကူရရှိနိုင်ကစားတတ်တဘောလူရန်နိုင်ကြပါစီလို့ဝိုင်းဝန်းစတောင်းမြတ်တာပို့တာပေးနေကြပါတယ်အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမိုဟိကိုရဲ့မွန်မြတ်လာတဲ့အလူလေးကိုဘယ်လိုမျိုးမြင်မိကြပါသလဲအမြင်လေးတွေကိုကွန်မန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်